လို့တန်တာမိခဲ့အမေရဲ့အိမ်ကိုအိမ်များရဲ့မေရဲ့မြတ်တာရင်နဲ့ဝဲခဲ့သူမောခါတလေပြန်လဲတွေ့ရင်မပိုကြည့်ွယ်၆သိတဲ့အိမ်နဲ့ရှိရကြတဲ့မှာအရေးကူလည်းပြေရက်ဆက်တဲ့နေရမြတိုက်ခိုက်ကြလို့အားလည်းနေပြီဆိုတင်ထားတဲ့စိတ်ဓာတ်များပြိုကွဲကောင်းလားဆိုရင်လို့ရမတရားများနဲ့ငါချင်နေပြီပဲအိမ်ပြန်ချင်တဲ့တက်တဲ့မျိုးပြလူနေမှုစနစ်မှာစီရောရဲ့တွေဒီရဲ့ခီးတစ်ခုဆုံးကြည့်ရောက်ဖို့ကြိုးစားနေသူမှာရိုးသားတဲ့ခြေလက်ကအမေကလေးကြောင့်တွေ့မိနေလို့နေရောက်လာအိမ်နဲ့အလိုလိုအိမ်ပြန်ချင်တဲ့နေကြဆုံးမီအိမ်ပြန်ချင်တဲ့မေထွေးဆုံးမီအိမ်ရရဲ့ညာစွာရဲ့တခြားအော်တော်လေးများချာအိမ်ပြန်ချင်တဲ့စိတ်ဓာတ်မရဘူးအလုံးတဲ့ရွေးထွေးလုံုံတဲ့နေရာဟာအမေအိမ်ပဲလို့သိလိုက်ရတဲ့အချိန်ကြောင့်ကျွန်တော်ကဟိုးဝေးကြီးမှာရောက်ရှိနေခဲ့တယ်ရိုးသား